ဒါကတော့နတ်ဆိုးဝင်ပူးနေတဲ့အန်နာဘဲလာအရုပ်ပဲဖြစ်ပါတယ်။ဒီဖြစ်ပျက်က1980ခုနှစ်ရဲ့စာအုပ်ညာတညမှာစတင်ခဲ့တာပါ။သူနာပြုကျောင်းသူလေဒိုနာကိုသူမရဲ့မိကမွေးနေ့လက်ဆောင်အဖြစ်ဒီခွမ်းအရုပ်လေးကိုဝယ်ပေးခဲ့ပါတယ်။ဒူနာနဲ့သူမရဲ့တငယ်ချင်းအန်ဂျီတို့ဟာအဆောင်ခန်းတစ်ခုမှာအတူတူနေကြပြီးတော့အရုပ်ကိုလည်းအိယာပေါ်မှာပဲအမြဲတမ်းတင်ထားလေးရှိပါတယ်။အန်နာဘဲလာလို့ခေါ်တဲ့အနီရောင်ချင်းမြင်စပင်နဲ့မျက်လုံးဝိုင်းပြုံးနေတဲ့မျက်နှာရှိတဲ့ချဲ့စရာကောင်းတဲ့ခွမ်းအရုပ်လေးတစ်ရုပ်ကတနေ့မှာတော့ဒီလိုမျိုးကြောက်စရာကောင်းတဲ့အရုပ်တစ်ရုပ်ဖြစ်လာခဲ့ပါတယ်။ဒီလိုချဲ့စရာကောင်းတဲ့အရုပ်ရဲ့နောက်ွယ်ကကြောက်စရာနှက်ဆိုးတစ်ကောင်ရှိနေတယ်ဆိုတာကိုဘယ်သူကမှတော့သိခဲ့ကြတာမဟုတ်ပါဘူး။အစာပိုင်းမှာတော့ဒီအရုပ်ဟာကလေးကစားစရာတစ်ခုတက်တက်ပဲဖြစ်ပါတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့အခန်းထဲမှာခြေတံတွေကြားလာရပြီးအရုပ်ကသူ့လိုနေရာရွေးနေတာကိုတတိထားမိလာကြပါတယ်။အဲ့ရပေါ်မှာထားခဲ့တဲ့အရုပ်ကကျမ်းမြင့်ပေါ်ကိုရောက်နေတတ်တာတွေတခါတလေခြေထောက်ကိုချိတ်ပြီးထိုင်နေတတ်တာမျိုးနေရန်ကိုမရက်နေရမျိုးတွေကိုတွေ့လိုက်ရပါတယ်။နောက်ပြီးတော့ဒိုနာတို့နေတဲ့အဆောင်ခန်းထဲမှာပေါ်လာတဲ့စာတိုလေးတွေဟာအရန်ကိုမှထူဆန်ပါတယ်။ Heads up ဆိုပြီးတော့ကျွန်တော်တို့ကိုကူညီပါဆိုတဲ့စာတိုလေးတွေကိုခဲတဲ့နဲ့ရေးသားထားတာပါ။ပို့ပြီးတော့ထူးခြားတာကအဲ့ဒီစာတွေကိုရေးထားတဲ့တရေစက်ကူဟာအဲ့ဒီခေတ်ကရှာရခက်တယ်လို့အိမ်ထဲမှာလည်းလုံးဝကိုမရှိတဲ့ပစ္စည်းမျိုးဖြစ်နေပါတယ်။ဒါကြောင့်မလို့အယုတ်ကသူ့လိုနေရာရွေးနေတာလားတစုံတစ်ယောက်ကရွှေ့နေတာလားဆိုတဲ့တန်တရားတွေလည်းရှိခဲ့ပါတယ်။သူတို့ရဲ့တငယ်ချင်းတရားဖြစ်တဲ့လျူဟာဒီအယုတ်ကိုမယုံကြည်တယ်လို့အရန်လဲမှုံပါတယ်။တညမှာတော့လျူဟာအိမ်မက်ဆိုးမှတ်ပြီးတော့နိုးလာတဲ့အခါသူ့ရဲ့ရင်ဘတ်မှာချစ်ရ9ချက်ထင်းကျန်နေတာကိုတွေ့ရပါတယ်။အဲ့ဒီချစ်ရတွေဟာပူလောင်နေပြီး2ရက်အတွင်းမှာပဲလုံးဝကိုပျောက်ကွယ်သွားပါတယ်။တခါမှတော့ဒိုနာကအယုတ်ကိုယူကြည့်တဲ့အခါမှာအယုတ်ရဲ့လက်ခုံနဲ့ရင်ဘတ်မှာသွေးစွန်းရာတွေကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီသွေးဟာအယုတ်တွေကနေထွက်လာတယ်လို့မျိုးဖြစ်နေတာကြောင့်မလို့သူတို့တွေကတော်တော်လေးကိုမှထိတ်လန့်သွားခဲ့ရပါတယ်။ကြောက်လန့်လာတဲ့မိန်းကလေးတွေဟာဝင်းကြီးခေါ်သူတယောက်ကိုပိတ်ပင်ခဲ့ပါတယ်။အဲ့ဒီခါမှလည်းဒီအဆောက်အုံမဆောက်ခင်ကဒီနေရာမှာတည်ဆုံသွားခဲ့တဲ့အသက်9နှစ်အရွယ်အန်နာဘဲလာဆိုတဲ့ကလေးမလေးရဲ့ဝင်းကြီးကဒီရုပ်ထဲမှာကန့်ညှိနေတာဆိုပြီးတော့အဖြေကထွက်ပေါ်လာခဲ့ပါတယ်။မိန်းကလေးတွေကတနာပြီးတော့သူတို့နဲ့အတူနေခွင့်ပြုခဲ့ပါတယ်။ဒါပေမဲ့လို့အခြေအနေတွေကပို့ပြီးတော့ဆိုးလောတာကြောင့်မလို့နမဲကြီးဝင်းကြီးအကြမ်းမြင်ဆရာမဖြစ်တဲ့ဝရန်နို့စနီးမောင်နယ်ကိုခေါ်ယူပြီးတော့စစ်ဆေးခဲ့ပါတယ်။သူတို့ပြောတာကတော့ပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်။ဒါဟာကောင်မလေးရဲ့ဝင်းကြီးမဟုတ်ဘူး။လူတယောက်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပူပူစူးစမ်းနေတဲ့နှက်ဆိုကကလေးမလေးပုံစံဟန်ဆောင်ပြီးတော့လှည့်စားနေတာလို့ဆိုပါတယ်။ဝရန်စနီးမောင်နယ်ဟာအဲ့ဒီအယုတ်ကိုသူတို့ရဲ့ပြားတိုက်စီကိုယူဆောင်သွားခဲ့ပါတယ်။ယူဆောင်သွားတဲ့လမ်းမှာလည်းကားပရိပေါက်တာမျိုးတွေကြုံခဲ့ရသေးတယ်လို့ဆိုပါတယ်။ဒီစနီးမောင်နယ်မရောက်ခင်ကတည်းကလည်းဖုန်းကြီးတွေကလာရောက်ကြည့်ရှုခဲ့ကြပါသေးတယ်။အားလုံးရဲ့တူညီတဲ့မှတ်ချက်ကတော့ဒီရုပ်ထဲမှာရှိနေတာကလူဝိညာဉ်မဟုတ်ဘူးဆိုတာပါပဲ။ခုချိန်မှာတော့အန်နာဘဲလာရုပ်ကိုခနက်တက်ကပြည်နယ်ကသူတို့ရဲ့ပြားတိုက်မှာမှန်တက်တာတွေကိုထည့်ပြီးတော့တောက်ခတ်ထားပါတယ်။အပဲစဉ်ဖုန်းကြီးတစ်ပါးကလာရောက်ပြီးတော့မကောင်းဆိုးဝါးတွေမထွက်နိုင်အောင်ဆူတောင်းမြတ်တာပို့ပေးရပါတယ်။ပြားတိုက်ထဲမှာရှိတဲ့တခြားသောကျိန်စာတဲ့ပစ္စည်းတွေထက်ဒီအရုပ်ကိုဝါရန်စနီးမောင်နှံကအကြောက်ဆုံးလို့လည်းပြောခဲ့ပူပါတယ်။2020ခုနှစ်တုန်းကအန်နာဘဲအရုပ်ဟာပြားတိုက်ထဲကနေထွက်ပြေးလွတ်မြောက်သွားပြီးဆိုတဲ့သတင်းအမှားတွေကလည်းအင်တာနက်မှာပြန့်နှံ့ခဲ့ပူပါတယ်။ဒါပေမဲ့လို့ဒီကနေ့အထိမှာတော့အဲ့ဒီအရုပ်ဟာဝါရင်တို့ရဲ့ပြားတိုက်ထဲမှာမှန်တက်တာအနောက်မှာရှိနေဆဲလည်းဖြစ်ပါတယ်။တက်တာပုံမှာဘယ်တော့မှမဖွင့်ပါနဲ့ဆိုတဲ့တတိပေးစာတမ်းလည်းထိုးသွားပါတယ်။မိတ်ဆွေတို့ကရောအန်နာဘဲလာရုပ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေထင်မြင်ကြတယ်လဲကွန်မန့်လေးမှာဖြေပေးခဲ့ကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်။